哦，这龙啊，luxury 呢山的喏。luxury ဟုတ်တယ်姐姐，可能大小等等咩我关心比较来的，好啊，你又比较大比较来的，哇哦，哎，OK 了，OK 就前来要不比，刚到忙嘛比到了些，他哇那大忙呢啦，俺个不忙俺个，哦哈，龙啊，这个老小看没比老难啊，反正讲龙么，虽然我今年这个龙啊，你讲你还不比呢嘛。ဒီကောင်เนี่ยဟိုကလေးလေးပဲရှိသေးတာအနည်းဆုံး2လလောက်ပဲ ရွှေဝါငချင်းဆရာဟိုအိမ်မှာတော့မှန်ကန်တဲ့တခါမွေးဘူးလေ။ तू ကမှန်ကန်တဲ့ဆိုတော့လေ ဟုတ်တယ်နည်းနည်းကြက်တယ် ဟုတ်တယ်ကြက်တော့မကြည့်တော့ဘူးငါဒါကိုလှုပ်ထားတယ်ဒီဟာကြီးပဲလှုပ်တာအကုန်လုံးဒါဟိုအပေါ်ကနေပြီးဒီထီကိုငါးမွေးဖို့လှုပ်ထားတယ် ဟိုဒီကဟိုအရင်အိစာဖြစ်တယ်ကြာကြီး ဒါအေးရှိတယ် အိမ်မှာပါလာ ဒီကန်လေးကလှုပ်လိုက်တာ ကန်လေးရဟိုလိုတယ်ဟိုမှာဒါလေးငါးပေါက်စာလေးပေါ့မွေးရင်းစာလေးဟိုကနည်းနည်း2လလောက်ပဲရှိတယ်ဒီကန်ထဲမှာကလေးလေး ဒါမှစိတ်ချမ်းသာရနော် ဟုတ်တယ်ဟုတ်တယ်ပြီးရမှာဒီကဟုတ်ရပါတယ်အခါကျ ရောလို့လို့ရှိ ဝါအစာကြတော့ဒီတိုင်းပဲငါးစားပဲဟုတ်တာပဲ အဲ့ဒါသူချလိုက်ပြီ ဒီမှာချလိုက်ပြီပေါ့နော်ခွန်ကျွေးရတယ် ဟုတ်လားဆန်းဆန်း ဝါလှုပ်ရှော့ရကြတယ်ကွာနော်ဒါပေမဲ့လည်းစိတ်ချမ်းသာတော့လေ ကိုဆိုဂိမ်းလေးပဲသိမစောပြဘူးငါးရည်နဲ့လို့ရှိ ကောင်းတာဗောကောင်းတာဗောမဂိမ်းလဲဆော့ခဲ့ပြီးတော့လေ ဟုတ်ကဲ့ဒီက ခြေနေကာလာတစ်ခုတည်းဒါ business လို့ဘယ်လိုလုပ်မှာ တော့ဒီကားလေးချက်တွေ့တာငါလာနော်ဒါလေးကအခုသားဝယ်ထားတာတော့3000နဲ့ဝယ်ထားတာ တကောင် ဒီကောင်3000နဲ့ဝယ်ထားဒီကအဲ့ငါလေးဒီလောက်ဖြစ်လာတယ်ဘယ်လောက်ကြာမလဲ 2သိန်း ဟာသိ ဖရားရေ ဒီလောက်ရှိလား ဝါအစ20နီးလောက်တက်သွားတာ အဲ့ငါရပတ်တယ်လေသူငါလောကထဲမှာလည်းအဲ့လိုပတ်တယ်ရှိတယ်အဲ့ပတ်တယ်လေးကအဲ့လိုဟိုဖြစ်နေတယ်ပတ်တယ်ကဥမာဆိုဟိုနှစ်မှာငါးပြန်ပွဲပါရှိတယ်ငါးပြန်ပွဲမှာဟိုပတ်တယ်ကအဲ့နိုင်ထားတဲ့ငါနဲ့ပတ်တယ်သွားတူတယ်အဲ့ဒီငါဆေးကြီးတယ် အိုးဟာအဲ့လိုဒီထဲမှာဆိုရင်အဲ့ဆို pattern ကဒီအကောင်လေးကိုအကြိုက်ဆုံး share ဆိုရင်ဗာလဲအဖြူနဲ့ဟိုနဲ့ဟိုမှ ကျဲလေးလား မဟုတ်ဘူးမဟုတ်ဒါလည်းမဟုတ်ဘူးမဟုတ်ဘူးဟိုအမအဲ့လေးလား အဲ့နောက်ကအဲ့မှာကြားဝင်တာ ပန်တယ်လေး အဖြူအောင်ရှိ အဲ့ဒါမော ဟုတ်တယ်ဟုတ်တယ် အဲ့ဒီဟာကြိုက်အဲ့ဒါကြောင့်ဈေးကြည့်လား အဲ့ဒါကြောင့်ဈေးကြီးရယ် ဒါလေး ဆရာဈေးကြီးဆုံးဆိုရင်ဟိုလက်လက်လေးဖြစ်နေပြီလားခဏကိုပေါ်မှာလက်လက်လေးပါအဲ့ဈေးကြီးဝါ ဂလိုးနေလို့လားလို့ ဂလိုးနေရပါလူရင်းလိုဂလိုးနေ ဟောဒါအဲ့ဒါဒီကောင်လေးဈေးကြည့်မှာပေါ့ ဟုတ်ဈေးကြီးရယ်အဲ့လိုမျိုးလက်လက်လေးဆိုဒီကောင်းဆိုဈေးကြီးရယ်အဲ့လက်လေးပါတယ်ပါ ဟောဒီလိုအဲ့လို blink ဖြစ်နေရ ဘလင်းရတယ်ဈေးကြီးရယ် အဲ့ blink ကောင်ဆိုဘယ်လောက်ရှိလဲဆို ဘလင်းကောင်းဆိုဒီမှာပြဟာရဒီကောင်နဲ့ပေးသေးရောဈေးအဲ့လောက်မကွာဘူး2000 3000ကနန်းလောက်ပဲကွာပါဒီကောင်နဲ့ဆောင်းမဲ့ဈေးကြီးွားရင်အနည်းဆုံးအကောင်ကဟို9သိန်းလားဟို9သိန်းလား ဘယ်လောက်ဒါသူတို့မွေးရမှာလဲ growing period ကဘယ်လောက်ကြာလဲ 9သိန်းဖြစ်ဖို့ဆိုရင်3နှစ်လောက်2နှစ်3နှစ်လောက် အဲ့လောက်တော့မွေးချင်းရတာနော် ရအဲ့လိုလို အဲ့ကြားထဲမှာသေသွားတယ်ဘာလို့ရှိမှာပေါ့ ရှိမှာပေါ့အဲ့ကြောင့် maintain လုပ်ရတာ maintain လုပ်တာ တော့ investment တွေဒါတွေနော် investment ဟုတ်ပါ investment ဒါဆရာမျိုးလုံးတော့ဒါကို investment လို့မမြင်ဘူးဒါလုံးဝဒီတင်းတင်းလေးကိုအစာလာကျွေးရတယ်လုံးဝဟိုတန်ရှင်းလုပ်ရတယ်အဲ့ဒါကဟိုမလုပ်လားမိတ်တွေပိုင်းမလုပ်လား မိတ်တွေပါနဲ့လုပ်တယ်ဒါပေမဲ့မိတ်တွေပါရဲ့အင်ဂျင်ကိစ္စတွေလုပ်တယ်ဟုတ်တာတာမရတယ် ငါးကန်တဲ့မိတ်ကတော့ကိုပဲ ငါကတော့မိတ်ကကိုရသူတို့မိတ်တွေ့မတွေ့နော် ဟိုဘာကြည့်ရစရာ ဒါမှလည်းမစိုးပါဘူး okay နောက်တစ်ခုတောင်းမယ် ဟိုဘက်ကောင်ကဟို9000ဟုတ်တယ် 9000နဲ့ဆက်သွားမယ်ငါးကန်လေးလာပြီပေါ့ဒီနေ့ဩဒါဝယ်ရပါတယ် oh my god ဒီကောင်တို့ကြီးရ ဩဒါကလုံးဝ luxury နဲ့ဆန်တယ်နော် luxury ဟုတ်တယ် ဒီကြီးခုနကသားဆရာကိုတတ်မဲ့ဟိုခွင်ဆင်ပြီးပြလိုက်တယ်ဟိုဟာလေးကိုပြပြီးဒါပြလိုက်တော့ဝါးအဲ့လိုပြော မနေ့ကြီးတယ်ဟိုအနည်းဆုံး9လပေါ့ ဒီကောင်လေးဆိုရင်အသိန်းကနေဖြစ်ပြီပေါ့2သိန်း3သိန်း သင်္ကသိန်း3သိန်းဟုတ်တယ်2သိန်း3သိန်းပါရှိတယ်နော်ဒီကောင်ကြီးဆိုအဲ့ကောင်ကြီးလေအမေအဲ့ကောင်ဆိုဟိုပါလေအနည်းဆုံး2သိန်း ဟိုဝါ အနည်းဆုံး Thank you for showing me all of this ကွာ ဟုတ်ရ ဒီဟာစုတ်ခွက်တွေလား ဒါဆိုကောတယ်ဘာလို့ဘယ်လိုဆို အမရှင်းမို့လား ဟုတ်တယ်အမရှင်းမို့ဒါမနေ့ကဒီကောင်လေးစေးထည့်ထားတာ9ကန်နေ ဩ ဒီနေ့အရန်ပူတော့ပူတာမခံနိုင်လို့လေယောဂဖြစ်နေတာအဲ့ဒါကြောင့်ဒါပေမဲ့ဒီကောင်နဲ့ဟိုပါလေဂျင်းကြီးပါတဲ့ ဒီညအဲ့အတွက်တော့ကောင်းနော်
စောက်ကဒီကောင်ကြီးကဒူးပေးတာပဲတော်တော်ခံရနော် အရင်ခဏအရင် တော့မှရှုံးပုတ်ရည်တွေပြည့်ခဲ့တာ ဟုတ်တယ်ဘာမှမပြုတ် ဒီကောင်ဆိုဒါဆို investment ဘယ်လောက်ရှိသွားလဲဒီကောင် cost တယ်အဲ့ဒါဒါ15သိန်း 3000လေး3000လေး ဒါဆို15သိန်းလောက်15သိန်းလောက်ရှိ 15သိန်းလောက်ရှိမယ်ဒီကန်တော့ ရှိမှဆိုလေဒီကောင်လေးအဲ့လိုအစာကျွင်းကျွင်းနဲ့ခလေးတွေပဲလာပြီးတော့အစာကျွေးတော့နောက်ဆုံးသေသွား3ကောင်4ကောင်4ကောင်